ဆက်ပေးခြင်းတဲ့သတင်းကတော့အီရန်ကဗြိတိရှနဲ့အမေရိကန်ပိုင်းနဲ့စစ်အခြေစိုက်စခန်းတစ်ခုကိုဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးခြင်းပါတယ်။အီရန်စစ်တပ်ဟာအိန္ဒိယသမုဒ္ဒရာထဲကအကွာအဝေးကီလိုမီတာ3800အကွာမှာရှိတဲ့ဗြိတိရှပိုင်းဒီယေဂိုဂါဇီယာကျွန်းပေါ်ကအမေရိကန်ဗြိတိန်ပူးတွဲစစ်အခြေစိုက်စခန်းကိုဘောလက်စတစ်မစ်ဇိုင်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။ဒါဟာအီရန်စစ်တပ်ရဲ့သမိုင်းတစ်လျှောက်အဝေးဆုံးပြစ်မှတ်ကိုပစ်ခတ်တိုက်ခိုက်မှုဖြစ်ပြီးဗြိတိန်နိုင်ငံသားရေးဝန်ကြီးကတော့ဒါကိုပြင်းပြင်းထန်ထန်ဝေဖန်ပြစ်တင်ရှုံချထားတယ်လို့သိရပါတယ်။သတင်းဌာနတွေရဲ့အဆိုအရအီရန်ဘက်ကနေတာလန်ပစ်ဘောလက်စတစ်မစ်ဇိုင်း2စင်းကိုပစ်လွတ်ခဲ့တာမှန်ပေမဲ့ပြစ်မှတ်ကိုတော့တိုက်ရိုက်ထိမှန်ခဲ့ခြင်းမရှိဘဲဒုံးကျည်တစ်စင်းကိုအမေရိကန်စစ်သည်မောကဂျားပြတ်ပစ်ချနိုင်ခဲ့ကနောက်တစ်စင်းကတော့လမ်းမှာတင်ပြစ်ကျသွားခဲ့တယ်လို့သိရပါတယ်။တကယ်လို့သာပြစ်မှတ်ကိုတိုက်ရိုက်ထိမှန်ခဲ့မယ်ဆိုရင်တော့ဒါဟာအီရန်စစ်တပ်ရဲ့လက်ရုံးရည်ကိုကမ္ဘာကအံ့ဩသွားစေမဲ့တိုက်ခိုက်မှုမျိုးတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုဟာဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာကအမေရိကန်စစ်တပ်ကိုဗြိတိရှအခြေစိုက်စခန်းတွေကနေအီရန်ကိုပြန်လည်တိုက်ခိုက်ဖို့ခွင့်ပြုပေးလိုက်ပြီးတဲ့နောက်မှာပေါ်ပေါက်လာတာဖြစ်ပါတယ်။ရခိုင်ကဗြိတိန်ဟာသူ့ရဲ့စစ်စခန်းတွေကိုခုခံကာကွယ်ရေးအတွက်ပဲခွင့်ပြုခဲ့တာဖြစ်ပေမဲ့အခုကတော့အီရန်ရဲ့ဒုံးကျည်စခန်းတွေကိုချိန်မုံဖို့အတွက်ခွင့်ပြုလိုက်တာကြောင့်အီရန်ကဒေါသတကြီးတုံ့ပြန်ခဲ့တာပဲဖြစ်ပါတယ်။အီရန်နိုင်ငံသားဝန်ကြီးအာဘတ်အာရချီကတော့ဝန်ကြီးချုပ်စတာမာဟာပြည်သူ့ဆန္ဒကိုလစ်လျူရှုပြီးဗြိတိရှပြည်သူတွေရဲ့အသက်ကိုအန္တရာယ်နဲ့တွန်းပို့နေတယ်လို့ဆွဆွဲထားပါတယ်။တစ်ဖက်မှာလည်းဗြိတိရှအတိုက်ခံကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်ကီမီဗာဒီနော့ကတော့ဒါဟာဝန်ကြီးချုပ်ရဲ့အကြီးမားဆုံးသောမူဝါဒအမှားဖြစ်ပြီးဗြိတိန်ဟာစစ်ပွဲတွေကိုတဖြည်းဖြည်းဆွဲသွင်းခံရပြီလို့ဝေဖန်ပြစ်တင်ပြောဆိုထားပါတယ်။ဒါပေမဲ့ဗြိတိန်ဝန်ကြီးချုပ်စတာမာကတော့စစ်စခန်းအလုံးကိုအသုံးပြုတာမဟုတ်ဘဲအဓိကကျတဲ့စခန်းတစ်ခုကိုသာအသုံးပြုခဲ့ခြင်းဖြစ်ပြီးဆိုက်ပရပ်စ်သမ္မတနဲ့ဖုန်းပြောခဲ့ရမှာလဲဆိုက်ပရပ်စ်မှာရှိတဲ့အခရိုတီအခြေစိုက်စခန်းကိုအီရန်ကိုတိုက်ခိုက်ဖို့အတွက်လုံးဝအသုံးပြုမှာမဟုတ်ဘူးလို့ကတိပေးထားကြောင်းပြောဆိုခဲ့ပါတယ်။ဒါအပြင်ဝန်ကြီးချုပ်စတာမာဟာတစ်ဖက်မှာလည်းဘာရိန်နိုင်ငံကိုဒရုန်းရန်ကနေကာကွယ်ဖို့အတွက်ကျွမ်းကျင်သူတွေဆေလွတ်ပေးထားခဲ့ပြီးနိုင်ငံပေါင်း22နိုင်ငံကလည်းအီရန်ရဲ့ရေကြောင်းနှောက်ယှက်မှုတွေကိုပူးတွဲရှုံချထားတယ်လို့သိရှိရပါတယ်။ဝန်ကြီးချုပ်စတာမာဟာစစ်ပွဲကြောင့်ကုန်စည်နှုန်းတက်လာမဲ့ကိစ္စကိုဖြေရှင်းဖို့အတွက်ရှေ့ဘက်မှာကော်ဘရာရေးပေါ်အစည်းအဝေးခေါ်ယူသွားမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ဟုတ်ကဲ့ပါပြည်သက်ကြီးရေပြည်သက်ကြီးတို့ကရောဗြိတိန်ဟာအမေရိကန်ကိုသူ့ရဲ့အခြေစိုက်စခန်းကိုအသုံးပြုလိုက်တာမှန်ကန်တဲ့ဆုံးဖြတ်ချက်လို့တင်ပါသလားခင်ဗျာ။အီရန်ရဲ့တာဝေးပစ်ဒုံးကျည်တွေကကောဗြိတိရှအကျိုးစီးပွားတွေကိုတကယ်ပဲချင်းချောက်လာနိုင်မလားဆိုတာကောင်းကောင်းမှန်ဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ခင်ဗျာ။အခုလိုမျိုးနိုင်ငံတကာနောက်ဆုံးရသတင်းတွေကိုသိရှိနိုင်မှုအတွက်ကျွန်တော်တို့ရဲ့ Daily Flow Channel လေးကို Subscribe လုပ်ထားပေးကြပါအောင်ခင်ဗျာ။အားလုံးပဲဗီဒီယိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲကျမ်းမာချမ်းသာရှင်လန်းကြပါစေခင်ဗျာ